အားလုံးမင်္ဂလာပါဗျာနော်ကျွန်တော်ရဲ့ 3D မှာတမတဲ့အစိုးကြီး channel ကနေပြန်လဲကြိုဆိုပါတယ်ဗောနော်ကျွန်တော်ဒီဗီဒီယိုမှာနော်စပေးလာတဲ့လုံးပိုင်တွေ့နည်းကိုပဲနော်ယူသုံးပါဗောနော်လုံးပိုင်တွေ့နည်းတစ်မျိုးကိုကျွန်တော်ပြန်လဲမျှဝေပေးမှာဖြစ်ပါတယ်ဗောနော်ဒီလုံးပိုင်တွေ့နည်းအရင်ဘက်ကနော်3နဲ့6လုံးပိုင်တစ်မျိုးမှာ6လုံးပိုင်စပေးလာစေဖြစ်ပါတယ်ဗောနော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြမှာဖြစ်ပါတယ်ဗောနော်ချိန်နေတဲ့ကျွန်တော် channel like subscribe share လေးလုပ်တော့နော်ဒီမှာ9ခွန်ရှစ်ထွက်တဲ့ပြီမှာ10လုံးပိုင်ဗောနော်10လုံးပိုင်ဒီဒါဒီဆက်ပေးတယ်ဗောနော်696မှာ6လုံးပိုင်898မှာ9လုံးပိုင်ဗောနော်145မှာ4လုံးပိုင်255နဲ့မှာ5လုံးပိုင်ဗောနော်895မှာ9လုံးပိုင်936မှာ3လုံးပိုင်9ခွန်နဲ့မှာ9လုံးပိုင်6နဲ့9မှာ10လုံးပိုင်ဆိုဒီတဲ့ချိန်တော့ပြက်ခဲ့ဘူးတယ်ဗောနော်ဒီချိန်ပြက်တယ်ပြီး963မှာပြန်ပေးလာတယ်6လုံးပိုင်866မှာ6လုံးပိုင်10လုံးပိုင်ဗောနော်ဒီ10လုံးပိုင်3ရက်9ထားတဲ့ပြင်မှာလည်းဒီချိန်ဖောက်တယ်ဗောနော်အဲ့တော့ကျွန်တော်တို့သိမသုံးတော့ဘူးဗောနော်ဒါပေမဲ့ကျွန်တော်ဆက်ပြထားတယ်ဗောနော်145မှာ1လုံးပိုင်ဆက်ပေးတယ်ဗောနော်ပြီးရင်ဒီ6တင်းနဲ့ဒီအရင်ဘက်က6တင်းနဲ့ထွေးထားတဲ့6လုံးပိုင်ပေါ့နော်အဲ့ဒါဒီလေးဆက်ပြီးလာတာဖြစ်ပါတယ်ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒီလုံးပိုင်တွေ့နည်းကိုဒီလာမဲ့ဒါဆက်တိုက်ပြန်ပေးလာတဲ့အတွက်ကြောင့်ပေါ့နော်ဒါနေနံပါတ်ဆက်တိုက်ပေးလာတဲ့အတွက်ကျွန်တော်ဒီလုံးပိုင်တွေ့နည်းတစ်မျိုးကိုကျွန်တော်ပြန်လည်မျှဝေပေးမှာဖြစ်ပါတယ်ပေါ့နော်ဟိုတစ်မျိုးလုံးပိုင်နံပါတ်1ကတော့နံပါတ်1လုံးပိုင်ကျွန်တော်ပြနေကြရတော့ပြတ်သွားလို့ပေါ့နော်နံပါတ်ဆက်တိုက်ပြတ်တော့ကျွန်တော်ယူမသုံးတော့ဘူးပေါ့နော်ဒီစက်တိုက်ပေးလဲလုံးမိုင်ตัวนี้ကိုကျွန်တော်ပြက်လဲမျှဝေပေးမှာဖြစ်ပါတယ်ဗောနော်ตัวนี้ကိုကျွန်တော်ဒီ145ကနေစာပြပေးမှာဗောနော်ကဲဆုံးထိလိုက်ပါကြည့်ရှုပြောမြန်နော်ဒါပါနော် single formula လုံးမိုင်ตัวนี้ဖြစ်ပါတယ်ဗောနော်လုံးမိုင်ตัวนี้ဖြစ်ပါတယ်ဒီမှာယူတဲ့နေ့ကဒီမှာ83339နော်ထွက်ထားတဲ့ပေါက်စင်နေဗောနော်ဒီမှာတစ်ချိန်စီဒီမှာတစ်ချိန်စီတချိန်စီဒီမှာကျတော့2ချိန်တစ်ချိန်ဒီမှာတစ်ချိန်3ချိန်2ချိန်2ချိန်တစ်ချိန်ပေါ့နော်ဒီကိုပုံတည်9နဲ့ပေါင်းတာပေါ့နော်ယူတဲ့နည်းကတော့အဲ့လိုမျိုးဖြစ်ပါတယ်ပေါ့နော်ဒီမှာ7တစ်ချိန်3တစ်ချိန်က3တစ်ချိန်ဒီမှာ3ရက်တစ်ချိန်ရေးမနေတော့ပေါ့နော်ဒီမှာ9တစ်ချိန်က9ဒီမှာ5တစ်ချိန်ပေါ့နော်ဒီမှာ1တစ်ချိန်3ရက်ကရေးမနေပေါ့နော်8နဲ့လီဒီ16ဖြစ်ပါတယ်ဒီမှာ3တစ်ချိန်က3ဒီမှာ4တစ်ချိန်က4 3လီဒီ9ဖြစ်ပါတယ်ဒီမှာ9နဲ့လီက18ပေါ့နော်ရှင်းလို့ရပါတယ်9နဲ့လီလဲ18ပဲပေါ့နော်ဒီမှာ5တစ်ချိန်က5အနောက်ကနေပုံသေး9ပေါင်းတာပေါ့နော်ဒီမှာကျွန်တော်တို့ဒီမှာ9နဲ့1နဲ့ပေါင်းရင်30ဖြစ်ပါတယ်နော်ပြီးရင်ဒီ9ရေ5ရေဒီ6နဲ့ပေါင်းရင်လည်း30ဖြစ်ပါတယ်ပေါ့နော်ဒီမှာ8 3 9ဒီလေး30နောက်ပြီးရင်8နဲ့လီဒီ16နဲ့4နဲ့ပေါင်းတော့30ပေါ့နော်ဒီမှာကျန်နေမှာကဒီမှာကျွန်တော်ဒီ9နဲ့3နဲ့ပေါင်းတော့8ကို3နဲ့ပေါင်းတော့7ပေါ့နော်တစ်လို့ကျန်နေပါတယ်ဒီရဲ့နော်3ရက်9ပြီးတော့တစ်လုံးပိုင်မှာထွက်သွားတာဒီ9တစ်4ဆိုတဲ့အတွက်ကြောင့်စက်တိုက်ပေးလာတာဖြစ်ပါတယ်ပေါ့နော်တစ်လုံးပိုင်ရနေမှာဒီတစ်လုံးပိုင်မှာ3ရက်9ပြီးတော့9တစ်4ပေါ့နော်ဒီမှာတစ်လုံးပိုင်ဒီစက်တိုက်ပေးစေဖြစ်ပါတယ်ပေါ့နော်နောက်တစ်ပြင်နီကိုနေ9တစ်4တော့ဒီထွက်ထားတဲ့ပေါက်စိန်ကိုယူပြီးတော့နော်ဒီရင်ဘက်ကပေါ့နော်ဒီမှာတစ်ချိန်စီယူတယ်ဒီမှာတစ်ချိန်ပေါ့နော်ဒီမှာမယူတစ်ချိန်စီအလေးတိုင်း2ချိန်ပိတ်တစ်ချိန်3ချိန်2ချိန်ဒီမှာ2ချိန်ဒီမှာတစ်ချိန်ပုံတည်9နဲ့ကျွန်တော်တို့ပေါင်းတယ်ပေါ့နော်ဒီမှာနှစ်ကနေ9က9ဒီမှာနှစ်ကနေဒီမှာ1တစ်ချိန်4တစ်ချိန်ဒီမှာ4တစ်ချိန်3ရက်ကမယူ6တစ်ချိန်ပေါ့နော်3ရက်က3ရပဲနော်ဒီမှာနှစ်တစ်ချိန်ကနှစ်တလီနဲ့ပေါ့နော်ဒီမှာ3တလီက3 8တလီက8ပေါ့နော်5 3လီက15နှစ်တလီကနှစ်3ရက်နဲ့ချိန်မရေးဘူးဒီမှာ9တစ်ချိန်က9ပုံတည်9နဲ့ပေါင်းပါတယ်ပေါ့နော်9နဲ့လီဒီ18နဲ့ပေါင်းရင်ဒီ30ဆိုတော့3ရက်နော်ဒီမှာ8နဲ့ပေါင်းရင်လည်း3ရက်နော်
bây giờ mà ngã này tông này bao rồi xin nên này bao nhiêu tàu nhá sau này lý này bao nhiêu ta xế vào nó thì mà chèn này mà cái chân rồi thì cô này tên này bao nhiêu ta xế thì mà chèn này mà cái nên này lý này vào nó nên này lý này bao nhiêu thì sau lúc chèn vào đấy vào nó đi sau lông bài thì dùng bao cái sau lông bài thôi thôi là thì sau tên này vào nó mà sau lúc bài sẽ bị dẹp sẽ bỏ đi vào nó thì lông bài này bắt đầu bị đó đi làm cái chuyện đấy của nó thì giờ ngã lan sau nó sẽ sau vào nó hay là đi lông bài sẽ bị đấy sai của cho nó dùng tông mà sẽ bỏ đi vào nó sẽ lâu chiều mà nó đi làm cái chuyện đấy vào nó sẽ chuyện đấy vào nó ngã lan nó sẽ sau vào nó mà tôi thấy bao sinh cái đó chân đó thì tông tông nhà cô vậy sau tiên này vậy nó bên là lông tay gặp khung khung sĩ tông lông mà tông ngang vậy thì tông nhà sĩ vậy nó anh nào tông lông cả sau sĩ sau vậy sĩ sau sĩ vậy liền vậy nó nhưng mà dù này cái đó đi mà tự chỉnh gì nó bị ni mà lệ này bây giờ chỉnh gì thì mà dù thì mà chỉnh gì dù mẹ thì mà nó chỉnh thì mà tự chỉnh nó thì mà tiết tông này dù mẹ thì mà cho nó nét tiết của bông thì cô này bao mẹ bọn nó mà cho nó đó nó bao lại mấy số này mà tông là chỉnh cả tông tông nhà cái gì rồi cô để chỉnh cô bọn nó tiết tự chế nét tự chỉnh ngắn nè thì mà tông tự chế ngã để chỉnh ngã để chỉnh ngã tông nhà là chỉnh tông nhà mà gì sẽ tự chỉnh cái chế bọn nó thì mà sẽ tự chế sau tông lì thì sẽ rồi sẽ tự lâu sẽ là lì thì sẽ sau lý là lì cái sẽ nét tự chỉnh ngắn nè bông để cô này bao vào đấy bọn nó mà bao này mình dùng xin nên này bao nhiêu ta sẽ vào nó thì mà cú này tiền này bao nhiêu ta sẽ thì xin nên này bao nhiêu ta sẽ vào nó thì mà ngã này ngã ta sẽ nó chèn này mà cái thì mà tông này bao nó sau này bao nó sẽ nên của chuyện này bao nhiêu ta sẽ vào nó thì mà cha này mà cái chuyện này cũ bao nhiêu thì sẽ khôn rồi thì trong khôn lông bài nó ra này để vào nó thì giờ ngã lan nó sẽ sợ lông bài nó khôn nó ra này vào để vào nó là cô mà nó phải đi khôn lối ra này vào nó thì giờ là nó sẽ sợ mà sẽ sợ cú lý ngã cú tông nhà cú chào chị thì mà tiết chào nó đi chơi nó khổng lồ bài nó ra này vào đấy nó là cô xin tông biểu chào đó nó do cho nó lông bài cho gì để bịa lại để nó